မင်္ဂလာပါခင်ဗျဒီနေ့ကျွန်တော်စားမှာတော့ဝက်ဆွပြုတ်ဖြစ်ပါတယ်ခင်ဗျကျွန်တော်အရန်စားကြံလို့ဝက်ဆွပြုတ်ကောင်းတယ်ခင်ဗျဝက်သားဝက်ဆွပြုတ်စားမယ်ခင်ဗျပြီးရင်ကျွန်တော်နဲ့တူတူစားကြမယ်ခင်ဗျနော်ဒါတော့အခုချက်ပြုတ်နေရစင်ပါခင်ဗျဝက်ဆွပြုတ်စားပြီခင်ဗျကျွန်တော်ကတော့အခုစားပါပြီခင်ဗျအရန်စားလို့ကောင်းတာအဲ့ဒါမျိုးစားကြတာကြာပြီဗျဒါပေမဲ့မလှုပ်စားပြဘူးဖြစ်နေအခုမှလှုပ်စားပြတယ်ခင်ဗျအဲ့ဒါအရေးရလဲချိုးနာပဲတောက်လို့ကောင်းတာဒါတော့အသားတုံးပေါ့ခင်ဗျချင်းနဲ့နှိပ်ပြီးတော့စားပြီစားလို့ရန်ကောင်းရေးလေးတောက်လိုက်စားကြပါဦးအစီတော့ဟဲပြီအစီတော့အချင်းလင်းဆိုတာတိတ်မအီယူခင်ဗျဟာတောက်ပါလက်ဖေးတောက်အောင်ဗျဒါဆွဲပြီတိတ်မအီယူခင်ဗျစားလို့ရန်ကောင်းတယ်အဲချင်းလေးနဲ့ကြိုက်လို့လာတော့မသိခင်ဗျဒါပဲ့ထွက်သွားတာခင်ဗျအသားတွေအီနူးအီနေတော့